သက်ကွဲတယ်ဆိုတာအယက်သမားတွေကိုပြောတာကျန်တဲ့လူတွေကဟန်ကွဲပဲနော်လူတယောက်အသက်ကွဲတယ်နဲ့ပြောနေကြတယ်အယက်ထက်ပြောတာတကယ်ကွဲတာကအယက်သမားမှအသက်ကွဲတာသိချာလေမယားကွဲခြင်းကွဲမဲ့အသက်တော့မကွဲဘူးဒါပေမဲ့လူတွေကထင်တာအဲ့ဒါအသက်ကွဲတယ်လို့ထင်အရက်တော့ရင်တော့ဟုတ်အသက်ကွဲတယ်အရက်တော့ပါများတဲ့အခါကျတော့အသက်မှာဥစီပေါင်းလေးတွေထားလာပြီးတော့အသက်အခြေအနေဆိုးလာပြီးနောက်ဆုံးမှာသွေးတွေပါပေါက်ထွက်လာအရက်တော့ပါများတော့အရက်ရဲ့အပူကြောင့်အသက်6တယ်လို့အသက်ကင်ဆာလို့ဆိုဖြစ်လာမြုပ်သီးတွေစားလို့ရှိရင်လည်းပဲမြုပ်သီးတွေကမှုပါလို့ရှိရင်အသက်ကင်ဆာဖြစ်တယ်ဒါကြောင့်မလို့ကုန်းမောင်ကြီးချော်တဲ့ပါတယ်မြုပ်သီးတွေသွားမစားကြနဲ့အဲ့ဒီမြုပ်သီးတွေထဲမှာမှုပါလာလို့ရှိရင်အသက်ကင်ဆာဖြစ်တယ်ဒါရင်လားလို့ဆိုတော့မဟုတ်ဘူးမြေပဲလော့စားရင်လည်းတတိထားမမြင်ရပေမဲ့လို့မြေပဲစီနှစ်ခုကြားမှာမှုပါလာလို့ရှိရင်အဲ့ဒါအသက်ကင်ဆာဖြစ်တယ်ဆရာဝန်တွေပြောတော့မှတ်ထားနော်အသက်ကင်ဆာဖြစ်စေတတ်တဲ့အရာတွေအဲ့ဒါဒီလိုဆိုလို့ကုန်းငုံရင်ပစောင်ကင်ဆာဖြစ်တယ်သွားကင်ဆာဖြစ်တယ်ကင်ဆာဖြစ်ပြီဆိုရင်တော့ပြင်သာရှာထားပြီးတော့ခုခေတ်တော့ ready made တွေရှိနေတော့မရှာကြမလို့တော့ပေါ့နော် incurable ဆိုခုလို့မရတဲ့ယောဂမျိုးတွေဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်တတိနဲ့တမ္ပစေညနဲ့ကိုယ်စိတ်လေးကိုလုံးကြောင်းစိတ်မလုံလို့ဖြစ်တာလေစိတ်လေးထိမ့်လိုက်တာနဲ့အကုန်လုံသွားတာဟုတ်တယ်မို့လားအိမ်ဆိုလို့ရှိရင်နံရံနေပေါက်နေပဲမိုးမယူဘူးနံရံပေါက်နေတယ်ကြမ်းပေါက်နေတယ်ကိစ္စမရှိဘူးကြမ်းပေါက်ရင်အောက်ကချောင်းကြည့်တာပဲရှိမယ်နော်အမိုးပေါက်ရင်တော့မိုးရေရောက်လာလိမ့်မယ်မလုံတော့နိုင်ရန်ပေါက်ရင်လည်းလေမလုံတာပဲရှိတယ်မိုးတော့လုံသေးတယ်အေးလူရဲ့တဏ္ဍမှာဖြစ်တဲ့စိတ်မလုံဘူးဆိုလို့ရှိရင်တော့အဆိုးတရားတွေအကုန်လုံးဝင်လာလိမ့်မယ်အဲ့ဒီအဆိုးတရားတွေကကိုယ်ကိုကောင်းကျိုးပေးမှတခုမှမရှိဘူး